မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမြောက်ပေးခြင်းနဲ့ဓမ္မလက်ဆောင်ကပါလဲဆိုရင်ဒီကနေ့မြတ်စွာဘုရားရှင်ကိုကြီးဟောကြားခဲ့တဲ့ပျက်စီးခြင်းတရား၃ပါးကိုဒီကနေ့ဓမ္မလက်ဆောင်ဖြစ်ဓမ္မမိတ်ဆွေများကိုမြောက်ပေးပါမယ်ဒီပျက်စီးခြင်းတရား၃ပါးကိုယ်တဏ္ဍာမှာရှိနေပြီဖြစ်နေပြီဆိုလို့ရှိရင်ကိုယ်လည်းဆင်းရဲဒုက္ခရောက်တယ်တခြားသူတွေလည်းပဲဆင်းရဲဒုက္ခရောက်တယ်ကိုယ့်ရွာကိုယ့်နိုင်ငံမှာဆင်းရဲဒုက္ခရောက်တတ်တယ်လူတဦးချင်းစီတိုင်းမှာဒီပျက်စီးခြင်း၃ပါးတရားရှိနေတယ်ဆိုလို့ရှိရင်အလုံးဒုက္ခရောက်သွားနိုင်တယ်။ဒါကြောင့်ဒီပျက်စီးခြင်းတရား၃ပါးကိုဓမ္မမိတ်ဆွေများကိုမျှဝေပေးပါမယ်။နံပါတ်1ပျက်စီးခြင်းကဘာလို့ဆိုရင်သီလပျက်စီးခြင်းကိုယ်တဏ္ဍာမှာသီလပျက်စီးပြီဆိုလို့ရှိရင်သီလတွေပျက်စီးသွားပြီဆိုရင်ကိုယ်လည်းဆင်းရဲဒုက္ခရောက်ပါတယ်။အခြားသူတွေလည်းဆင်းရဲဒုက္ခရောက်ပါတယ်။အဲ့တော့ရှေးခေတ်ကရွှေခေတ်လို့ပြောရမယ်ခေတ်တစ်ခေတ်ရှိရပါတယ်အဲ့ဒီခေတ်ကဘာလဲဆိုရင်စကြဝဠာမင်းခေတ်ပါစကြဝဠာမင်းအုပ်ချုပ်တဲ့ခေတ်မှာစကြဝဠာမင်းရဲ့ဥပဒေကဘာလဲဆိုရင်၅ပါးတည်တာပါပဲဘယ်နိုင်ငံဘယ်မြို့ကိုပဲရောက်သူဒီ၅ပါးတည်လာလုံခြုံဖို့အတွက်ပဲပြောပါတယ်သူများတမတရဘူးသူများပစ္စည်းမခိုးအောင်စသည်ရဖြစ်၅ပါးတည်လာလုံခြုံဖို့ဒီဥပဒေပဲပြဋ္ဌာန်းပါတယ်အဲ့ဒီဥပဒေတစ်ခုတည်းနဲ့ပဲစကြဝဠာမင်းကအုပ်ချုပ်ပါတယ်သူချုပ်တဲ့နိုင်ငံတိုင်းဟာအေဂျင့်တွေဒီ၅ပါးတီလာဒီဥပဒေနဲ့သူအုပ်ချုပ်တာအခြားဘာဥပဒေမှမရှိပါဘူးအဲ့တော့သူများတက်မတက်ရဘူးလို့ဒါပြောဆိုထားတဲ့အတွက်သူများတက်မတက်ဘူးဆိုရင်အားလုံးကလက်နက်တွေလည်းကန်စရာမလိုဘူးငြိမ်းချမ်းရေးရပြီးသားဖြစ်သွားတယ်ဒါကြောင့်၅ပါးတီလာအမတမကိုတန်ဖိုးရှိပါတယ်အဲ့တော့ဒီ၅ပါးတီလာပြတ်သွားပြီဆိုလို့ရှိရင်ဦးဇင်းတို့တွေကိုရောသူတစ်ပါးပါပျက်စီးသွားနိုင်ပါတယ်နိုင်ငံမှာလူတူးချင်းစီတွေမှာဒီ၅ပါးသီလတွေပျက်စီးပြီဆိုလို့ရှိရင်အားလုံးဒုက္ခရောက်သွားနိုင်ပါတယ်ဒါကတော့နံပါတ်1ပါနံပါတ်2ပျက်စီးခြင်းကဘာလဲဆိုလို့ရှိရင်စိတ်ဓာတ်ပျက်စီးခြင်းစိတ်ဓာတ်ပျက်စီးခြင်းဆိုတာကသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ခြင်းတဲ့စိတ်တွေသူတို့ကိုညှင်းပယ်နှိပ်စက်တပ်ဖြတ်ခြင်းတဲ့စိတ်တွေအဲ့ဒီစိတ်တွေဖြစ်ပေါ်လာတာကိုကိုယ့်ရဲ့စိတ်ဓာတ်ပျက်စီးခြင်းလို့ခေါ်ပါတယ်အဲ့ဒီကိုပစ္စည်းကိုသူတို့ဘာပစ္စည်းဖြစ်စေနေတဲ့စိတ်တွေများလာပြီဆိုရင်ကိုယ်တိုင်လက်တွေ့ကြံကျင်တဲ့စိတ်တွေဖြစ်ပေါ်လာလိမ့်မယ်အဲ့တော့ကိုယ်တိုင်လက်တွေ့ကြံကျင်တဲ့စိတ်တွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ဒါကိုယ်ထိလျောက်ကြွရမှုတွေဖြစ်သွားနိုင်တယ်ဒါကြောင့်ဦးဇင်းတို့တွေစိတ်တက်မပျက်စီးဖို့ပဲအရင်ရေးကြည့်ပါတယ်စိတ်တက်တွေပျက်စီးလာပြီဦးဇင်းတို့နိုင်ငံမှာပဲဖြစ်ဖြစ်အခြားနိုင်ငံမှာပဲဖြစ်ဖြစ်လူတူချင်းစီတယောက်ချင်းစီတိုင်းမှာအဲ့ဒီစိတ်တက်တွေပျက်စီးပြီဆိုလို့ရှိရင်အားလုံးဒုက္ခရောက်သွားနိုင်ပါတယ်ဒါကြောင့်ဦးဇင်းတို့တွေတူးချင်းစီတိုင်းမှာစိတ်ဓာတ်တွေမပျက်စီးဖို့အရင်ရည်ကြည့်ပါတယ်သူတို့ကပစ္စည်းကိုကိုပစ္စည်းဖြစ်တဲ့စိတ်တွေကိုရှော့ချပါသူတို့ဘာကိုအနိုင်ကျင့်ခြင်းတဲ့စိတ်နိုင်လို့မင်းတဲ့တက်ဖြတ်ခြင်းတဲ့စိတ်တွေကိုရှော့ချရမယ်အဲ့ဒီစိတ်တွေဖြစ်နေတယ်ဆိုရင်ဒါစိတ်ဓာတ်တွေပျက်စီးနေတာပါပဲစိတ်ဓာတ်တွေပျက်စီးပြီဆိုလို့ရှိရင်ကိုယ်လည်းဒုက္ခရောက်မယ်သူတို့ဘာလည်းဒုက္ခရောက်သွားနိုင်ပါတယ်ဒါကနံပါတ်2စိတ်ဓာတ်ပျက်စီးခြင်းပါပဲနံပါတ်3ကဘာလဲဆိုရင်အယူတွေပျက်စီးလာတယ်ကောင်းမှုဆိုတာလည်းမရှိဘူးမကောင်းမှုဆိုတာလည်းမရှိဘူးကုသိုလ်ဆိုတာမရှိဘူးအကုသိုလ်ဆိုတာမရှိဘူးအဖေဆိုတာလည်းမရှိဘူးအမေဆိုတာလည်းမရှိဘူးဆရာသမားဆိုတာလည်းမရှိဘူးဒီလိုတွေယူဆလာပြီဆိုရင်လှုပ်ချင်ရတယ်လှုပ်လာနိုင်တယ်ဒါလူမိုက်အပိဝါဒပါဒီလိုယူတွေယူမိလာပြီဆိုလို့ရှိရင်လူနဲ့တူကတက်ဖြတ်ခြင်းစိတ်တွေဖြစ်ပေါ်လာမယ်နော်ဓမြတက်ခြင်းစိတ်တွေဖြစ်ပေါ်လာမယ်အချင်းချင်းအနိုင်ကျင့်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာမယ်မကောင်းမှုတွေကိုလှုပ်ချင်တဲ့စိတ်တွေဖြစ်ပေါ်လာတယ်အဲ့ဒီစိတ်တွေဖြစ်ပေါ်လာပြီးအယူတွေမှားပြီးတော့အဲ့ဒါတွေဖြစ်ပေါ်လာပြီဆိုလို့ရှိရင်အယူတွေပျက်စီးနေတဲ့အတွက်တူးချင်းစီတယောက်ချင်းတိုင်းမှာအဲ့ဒီအယူတွေပျက်စီးနေတယ်ဆိုလို့ရှိရင်ကိုယ်လည်းဒုက္ခရောက်မယ်အခြားသူတွေလည်းဒုက္ခရောက်သွားနိုင်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားရှင်ကပျက်စီးခြင်း၃ပါးကိုဟောထားပါတယ်။နံပါတ်1သီလပျက်စီးခြင်းနံပါတ်2စိတ်တက်တည်ပျက်စီးခြင်းနံပါတ်3အယူပျက်စီးခြင်းဒီပျက်စီးခြင်း၃ပါးကဦးဇင်းတို့လူတယောက်ချင်းစီတိုင်းမှာရှိနေပြီဆိုလို့ရှိရင်အဲ့ဒီသူလည်းဒုက္ခရောက်မယ်အဲ့ဒီရဲ့ပန်ရုပ်ခြင်းအဲ့ဒီတွေရဲ့ရွာနိုင်ငံလည်းဒုက္ခရောက်နိုင်ပါတယ်ဒါကြောင့်တူချင်းစီတယောက်ချင်းစီတိုင်းမှာဒီပျက်စီးခြင်း၃ပါးမရှိအောင်ထိမ့်သိမ့်နိုင်ကြပါစေရှိလာပြီဆိုရင်လည်းတတိထားပြီးတော့ပြန်လည်ပြုပြင်နိုင်ကြပါစေအဲ့လိုပြုပြင်နိုင်မှသာရင်ကိုယ်လည်းချမ်းသာမယ်ကိုမိသားစုကိုပတ်ဝန်းကျင်ကိုရဲ့ကိုရွာကိုနိုင်ငံလည်းချမ်းသာမယ်လို့ဦးဇင်းကမြင်ပါတယ်ဓမ္မမိတ်ဆွေများအားလုံးစိတ်တက်ပျက်စီးခြင်းအယူပျက်စီးခြင်းသီလတွေပျက်စီးခြင်းမှာကင်းဝေးကြပါစေတတ်နိုင်သမျှလဲဆောင်ထိန်နိုင်ကြပါစေလို့ဦးဇင်းကဆုမွန်ကောင်းတောင်းပါတယ်